မင်္ဂလာပါရှင်ဗမာတန်ရေဒီယို PVI ရဲ့ပရိသတ်တွေအတွက်ဒီကနေ့2026ခုနှစ်မလ29ရက်နေ့ညနေခင်းနောက်ဆုံးရရှိထားတဲ့သတင်းတိုးတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေပဲဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းကအီရန်စစ်ပွဲရဲ့နောက်ဆက်တွဲကြရက်ကြောင့်ပြည်တွင်းမှာဒီဇယ်စီဈေးနှုန်းတွေဟာစံချိန်တင်မြင့်တက်နေပြီးစိုက်ပျိုးရေးညကုန်စည်ပို့ဆောင်ရေးကန်တော်တွေဟာအခြေအနေတော်တော်လေးဆိုးရွားလာတယ်လို့သိရပါတယ်။လက်ရှိမှာဒီဇယ်စီ1လီတာပို့6000ကျပ်ဝန်းကျင်အထိဖြစ်ပေါ်နေပြီးစီပြက်လက်မှုတွေကြောင့်အေယာဝတီတိုင်းနဲ့ပဲခူးတိုင်းမှတောင်သူတွေဟာຫນွေစပားရိတ်သိမ်းဖို့အတွက်အခက်တွေ့နေကြပါတယ်။အလားတူပဲကုန်တင်ရလိုင်းချို့လဲစီဈေးမကိုက်တာကြောင့်လုပ်ငန်းတွေရပ်နားထားရပြီးကုန်ဈေးနှုန်းတွေလည်းထိမ့်မနိုင်အောင်ထိုးတက်လာနေတဲ့အခြေအနေဖြစ်ပါတယ်။ရခိုင်စစ်မျက်နှာသတင်းတွေကိုကြည့်မယ်ဆိုရင်လည်းပြီးခဲ့တဲ့16လတာကာလအတွင်းမှာစစ်ကောင်စီဘက်ကဒုတိယတိုင်းမှုတပ်မမှုနဲ့ဗျူဟာမှုအဆင့်ရှိတဲ့အစစ်မြင့်စစ်အရာရှိကြီး22ဦးထိတေဆုံးတာဒါမှမဟုတ်ဖမ်းဆီးခံရတာတွေရှိခဲ့တယ်လို့ရန်ကုန်ခေတ်ရဲ့စည်ရင်းစရာတွေအရသိရပါတယ်။အာရခတတက်တော့ AA ရဲ့ထိုးစစ်တွေကြောင့်စစ်ကောင်စီဟာရခိုင်ပြည်နယ်အတွင်းမှာအရှုံးကြီးရှုံးနေပြီးလက်ရှိမှာစစ်တွေမန်အောင်နဲ့ကြောက်ဖြူ3မြို့ပဲကြန့်ရှိတော့တဲ့အခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒေတာအသီးသီးကသတင်းတွေအရပဲခူးတိုင်းတဲကုန်းမြို့နယ်မှာတော်လန်ရေးအင်အားစုတွေကိုစိန်ခေါ်ခဲ့တဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတဦးဟာနေရင်မာတင်ဖိခတ်ရှင်းလင်းခံခဲ့လာတယ်လို့နေပြည်တော်တပ်ကုန်းမြို့နယ်မှာလည်းအုပ်ချုပ်ရေးမှူးတဦးတေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ဒါအပြင်မန္တလေးတိုင်းဝင်းတွင်းမြို့နယ်မှာတော့စစ်ကောင်စီရဲ့ပိုတာဆဲဖန်စီမှုကိုရှောင်သိမ်းရင်းလူငန်းတအူမွေကိုက်ခံရပြီးအသက်ဆုံးရှုံးခဲ့ရတဲ့ဝန်내ဆက်အထီရလည်းဖြစ်ပွားခဲ့ပါတယ်။တစ်ဖက်မှာလည်း73စီအခက်ခဲတွေရှိနေပေမဲ့စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေကိုတော့ရပ်တန့်ခြင်းမရှိပါဘူး။မန္တလေးတိုင်းမြင်းချံမြို့နယ်နဲ့စကိုင်းတိုင်းရေဦးထီးလဲမြို့နယ်လေးကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်အရာသား4ဦးထပ်မံထပ်မံသေဆုံးခဲ့ပါတယ်။သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့လက်ထုတ်ပြန်ချက်အရအာနာသိမ့်ပြီး5ရက်အတွင်းမှာလေရင်တိုက်ခိုက်မှုပေါင်း900နီးပါးရှိခဲ့ပြီးပြည်သူ430နီးပါးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီထံလင်းစီစီးစင်းမှုတွေကိုနိုင်ငံတကာကအရေးပေါ်ဖျက်တောက်ပေးဖို့လဲတောင်းဆိုထားကြပါတယ်။အစီအစဉ်ရဲ့နောက်ဆုံးပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အရှေ့အလယ်ပိုင်းကအီရန်စစ်ပွဲကြောင့်ကမ္ဘာလောင်စာဆီလမ်းကြောင်းဖြစ်တဲ့ Hormuz ရေလက်ကြားကိုအီရန်ကပိတ်ထားတာကြောင့်ကမ္ဘာစွမ်းအင်ဈေးနှုန်းတွေတက်နေပါတယ်။ဒီရေလက်ကြားကိုပြန်ဖွင့်နိုင်ဖို့အတွက် UAE နိုင်ငံကနိုင်ငံတကာပင်လယ်ရောင်ကြောင်းအဖွဲ့မှပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့ဆာဥဒီအာရေဗျနိုင်ငံကိုတွားရောက်ပြီးအီရန်လွတ်ဒရုန်းတွေကိုကာကွယ်ဖို့အတွက်ယူကရိန်းရဲ့ကျွမ်းကျင်ပညာရှင်တွေစေလွှတ်ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။တစ်ဖက်မှာလည်းထရီလန်ကာနိုင်ငံမှာစွမ်းအင်60%ကိုအရှိအလဲပိုင်းကတွင်းယူနေရတာကြောင့်အခုစစ်ကွဲကြီးရဲ့ကြောင့်စီးပွားရေးအကျက်တဲညွဘနဲ့ထပ်မံရင်ဆိုင်နေပြီး73စီတွေကိုကန့်တက်ချက်နဲ့ဝယ်ယူနေရပါတယ်။ထူးခြားတဲ့သတင်းတစ်ခုအနေနဲ့ American Dollar ငွေစက္ကူတွေပေါ်မှာဒီနွေရာသီကစပြီးသမ္မတ Donald Trump ရဲ့လက်မှတ်ကိုစတင်ထည့်သွင်း writing တော့မှာဖြစ်ပါတယ်။ဒါဟာ American သမိုင်းမှာပထမဆုံးလက်ရှိတာဝန်ထမ်းဆောင်နေစေသမ္မတရဲ့လက်မှတ်ကိုငွေစက္ကူပေါ်မှာဖော်ပြတာဖြစ်တယ်လို့သိရပါတယ်။ဗမာတန်ရေဒီယို PVR ရဲ့ညနေခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မိဘပြည်သူများအားလုံးဘေးအန္တရာယ်ကကင်းဝေးကြပါစေရှင်။